So အားလုံးပဲမင်္ဂလာပါဖြစ်မဲ့ဘက်ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာ knowledge sharing လုပ်မယ့်အကြောင်းလေးရတော့ဗောနော်ယနေ့ခေတ်မှာအရန်ကိုခေတ်စားလာတဲ့ motivation speaker တွေ motivation video တွေနဲ့ပတ်သက်ပြီးတော့လူငယ်တွေကြားမှာပြဿနာလေးတစ်ခုရှိတယ်ဗောနော်ဆိုတော့အဲ့ဒါလေးတွေကဘာတွေလဲဆိုတာကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာ discuss လုပ်သွားမှာဗောနော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းလူငယ်ဖြစ်နေတဲ့အတွက် motivation speaker တွေဒါမှမဟုတ် motivation video တွေနဲ့ပတ်သက်ပြီးတော့တချို့ပြဿနာလေးကျွန်တော်ပြောမယ်ဗောနော်ဆိုတော့ကျွန်တော်ဒီလို discuss လုပ်ဖို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးပါကျေးဇူးပါဆိုတော့ဒီဗီဒီယိုရဲ့အဓိကပြောမယ့်အကြောင်းလေးရတော့ဗောနော်ကျွန်တော်နဲ့ motivation speaker တွေကျွန်တော်နဲ့ motivation video တွေနဲ့လုံးဝမကိုက်ဘူးဗောနော်နောက်တစ်ခုကဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလူငယ်တွေကိုလည်းကျွန်တော်လိုမဖြစ်စေချင်လို့ကျွန်တော်ကဒီနေ့ဒီဗီဒီယိုကို sharing လုပ်ပေးတာဖြစ်ပါတယ်ဗောနော်ပထမဦးဆုံးစရမယ်ဆိုရင်ယနေ့ခေတ်မှာဗောနော်ယခုမှာကျွန်တော်လွန်ခဲ့သော2023ကနေ2024 2025အခုဆို2026ရောက်ပြီပေါ့နော်အဲ့ဒီဂျားထဲမှာ content creator တွေအရန်ကိုများလာပါတယ်ပေါ့နော် content creator တွေ vlogger တွေအရန်ကိုများပါတယ်ဆိုတော့အဲ့ထဲမှာ toxic တွေနောက်တစ်ခု toxic vlogger တွေလည်းရှိတယ် toxic attraction ရကျင်တဲ့လူတွေလည်းရှိတယ်ဒါမှမဟုတ်တချို့ကလည်းကိုယ့်ရဲ့ passion ကိုချပြတဲ့လူတွေလည်းရှိတယ်အမျိုးမျိုးပေါ့နော်ပတ်စံရှာတဲ့လူတွေလည်းရှိတယ်ပေါ့ဒီထဲမှာကျွန်တော်နဲ့ပြဿနာအတက်ဆုံးကတော့ motivation speaker တွေ motivation video တွေပေါ့နော်အဲ့လိုပြောလို့ဟာရောက်မင်းအဲ့မျိုးမကြည့်ချင်ကြော်သွားလေရတယ်ငါတို့မပလိန်နဲ့အခုဗီဒီယိုကပလိန်ချင်းမဟုတ်ဘူးပေါ့နော်ကျွန်တော်က just discuss ဆွေးနွေးရပါပေါ့နော်ဆိုတော့ဟုတ်ပြီလူတိုင်းက motivate အရင်ရှိပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လူမျိုးလူငယ်တွေ motivate ကြည့်ရအရင်ကြိုက်တယ်ဒါပေမဲ့အဲ့ဟာကြီးကိုဆွဲလန်းလာတာတည်လား motivation နားထောင်တာ motivation video တွေကြည့်ရတာကိုဆွဲလန်းလာတာတကယ်တမ်းကိုယ့်ရဲ့စိတ်ကပြောင်းသွားတာမဟုတ်ဒီဟာကြီးကြည့်တဲ့အချိန်ခဏပဲ9မိနစ်10မိနစ်လောက်ပဲကျွန်တော်တို့တွေစိတ်တက်ကြွသွားတာပဲရှိတယ်ဒါပြီးရင်ဒုံရင်ပဲဖြစ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ motivate ရှိရတာကောင်းလားဆိုရင်ကောင်းတယ်ဒါပေမဲ့ motivate နဲ့ကျွန်တော်တို့ခုနလိုမျိုးပေါ့နော်စီးကန်းနဲ့အဲ့ဒါကိုကွဲဖို့လိုတယ်ပေါ့နော်တကယ်တမ်းမှတိုးတက်ခြင်းစိတ်ရှိတာကောင်းတယ်ဒါပေမဲ့မကောင်းမဟုတ်ဒါပေမဲ့အဲ့တိုးတက်ခြင်းစိတ်ရှိတဲ့စိတ်ကတခဏပဲဖြစ်သွားဖို့လိုတယ်ဥပမာတချို့ motivation speaker တွေပြောတယ်တချို့ motivation video တွေမှာပြောတယ်တိုးတက်ခြင်းတယ်ဆိုရင်အောင်မြင်တိုးတက်ခြင်းတယ်ဆိုရင်ကိုက discipline လုပ်ဖို့လိုတယ်စီကန်းတွေလုပ်ဖို့လိုတယ်မှန်တယ်ဒါပေမဲ့အဲ့ဒီစီကန်းကိုလုပ်ဖို့အတွက်ကျွန်တော်တို့လူငယ်တွေအရန်ကိုနှောင့်နှေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းလုပ်ပါပဲကျွန်တော်ကိုယ်တိုင်အချိန်ပြည့်အိယာထားနောက်ကြတယ်အမြဲတမ်းမနက်ဆို9နာရီထားမယ်ဆိုရင်9ခွဲ6နာရီလောက်မှထားပြတယ်6နာရီထားမယ်ဆိုရင်6ခွဲ9နာရီလောက်မှထားပြတယ်တခါလေအလုံးနောက်ကြတဲ့အချိန်တွေမှာရှိရပေါ့နော်ဆိုတော့ motivation speaker တွေ motivation video တွေအတိုင်းမသွားပဲနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုအရင်ဆုံးလက်ခံပေါ့နော်ဆိုတော့အရင်ဆုံးဒီနေရာမှာတစ်ချက်ပြောချင်တာက motivation ကဘာနဲ့တူလဲဆိုတော့ကောက်ရိုးမီးနဲ့တူတယ်ပေါ့နော်ဆိုတော့ motivation video သမားတွေ motivation creator သမားတွေသူတို့ကတော့ပြောမှာပဲသူတို့ရဲ့ content ကောင်းမှုအတွက်လူတွေကိုချပြခြင်းတွေဟာစာတန်းအတူလေးတွေပဲဒါပေမဲ့အဲ့ဒါတွေက like လုပ်ဖို့အရင်ခက်တယ်အဲ့ဒါဆိုလေကိုကမ like လုပ်ခိုင်းတော့လားဆိုပြီးမှလူတိုင်းကစိတ်တက်ကြသွားကြတယ်အဲ့ဒါမျိုးလည်းရှိတယ်ပေါ့နော်နောက်တစ်ခုက discipline motivation ကိုကောက်တာလို့ရတဲ့ဟာကဘာရှိမလဲဆိုရင် discipline အဲ့ဒါဘာလဲဆိုစီကန်းကဘာနဲ့တူလဲဆိုရင်ဝါးပင်နဲ့တူတယ်သူကအောက်ခြေမှာအခြေခိုင်ပြီးပြီဆိုမှအပေါ်ကိုတက်တာအပေါ်ကိုတက်တဲ့အချိန်အရင်မြန်တယ်ဆိုတော့ပြောချင်တာက motivate ဒီကောက်ရိုးမီဆိုတော့ခဏပဲတောက်တယ်တဟုန်လိုပဲကိုယ့်ရဲ့စိတ်ကချက်ချင်းထားလောက်လိုက်မယ်ပြီးသွားရင်နောက်ရက်တရက်နေ့ဆိုပြီးသွားရင်အလုံးစုံကြတစ်ပတ်ပဲဒါပေမဲ့ discipline ကျတော့အဲ့လိုမဟုတ်လှုပ်ချင်မလှုပ်ချင်လုပ်နေရတာနောက်ပိုင်းကျင့်သားရတဲ့အတွက်ကျင့်သားရသွားတာဖြစ်တဲ့အတွက်နောက်ပိုင်းကျင့်စရာမလိုတော့လုပ်နေစရာကိုမလိုတော့သူက automatic လုပ်ပြီးတော့အုံနောက်မှာမတီးစိတ်ကမှတ်ပြီးသွားတာဖြစ်တဲ့အတွက်ဒီ motivate နဲ့ discipline ဆိုရင် discipline ကိုကျွန်တော်ပို့ပြီးအားပေးပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဆိုရင် motivate ကို tools တစ်ခုအနေနဲ့ပဲသုံးတယ်ဘယ်လိုမျိုးလဲဆိုရင်လိုအပ်တဲ့အခါပေါ့နော်ဥပမာကျွန်တော်စိတ်ဓာတ်တွေအရန်ကျလာတဲ့အခါဒီ motivation speaker တယောက်ကဒီလိုပြောထားတယ်ဒါမှမဟုတ်ဒီ motivation video မှာဒီလိုပြောထားတယ်တကယ်တမ်းငါလုပ်တဲ့ဟာမမားပါဘူးပဲအဲ့လိုမျိုးပဲပို့ပြီးတော့စိတ်ထဲမှာခံစားလိုက်ပေါ့နော်အရန်ကြီးလေ motivation speaker တွေဟာဒီလိုပြောလို့ဟာဟိုလိုပြောလို့ဟာငါလုပ်တာမှားနေပြီလားအဲ့လိုကြီးတွေမတွေးစင်ကြဘူးပေါ့နော်နောက်တစ်ခုက motivation speaker တွေ motivation video တွေကြည့်တဲ့အချိန်ကျရင်အမြဲတမ်းမကြည့်ပါနဲ့ပေါ့နော်အမြဲတမ်းကြည့်ခြင်းအဖြစ်သူတို့ကတယောက်နဲ့တယောက် idea မတူဘူးတယောက်နဲ့တယောက်ပေးခြင်းတဲ့ message မတူဘူးနံပါတ်1 motivation သမားကပြောမယ်နံပါတ်1 motivation speaker သမားကပြောမယ်ပေါ့နော်မနက်စောစောထားတဲ့ငှက်ကအစာဝရတယ်ပေါ့နော်ဆိုတော့ဒီစကားကိုလူတိုင်းကြားဦးမယ်လို့ထင်ပါတယ်ဟုတ်ပြီအဲ့ဆိုမနက်စောစောထားတဲ့ဒီကောင်ရောဘာဖြစ်သွားလဲအဲ့လိုမျိုးပေါ့နော်ဆိုတော့လူတိုင်းကသူတို့အတွေ့အခေါ်တွေနဲ့ motivate ပေးကြမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့လူတိုင်းမှာအတွေးရှိတယ်သူတို့ယုံကြည်ထားတဲ့ခံယူချက်ကဒါမျိုးသူတို့ယုံကြည်ထားတဲ့ခံယူချက်ကဒါမျိုးဥပမာသူတို့ယုံကြည်ထားတာကငှက်လိုမျိုးမနက်စောစောထားရင်အစာဝရတယ်
ဒါမျိုးကကျတော့ကျိုးလို့မနက်စောစောထပြီးတော့အလုပ်သွားတဲ့လူတွေလည်းရှိမယ်ဗျာညမှာစောစောအိပ်ပြီးတော့ဒါပေမဲ့တချို့ content creator တွေတချို့ဒီ game သမားတွေ gaming သမားတွေကျတော့ညမှမနက်မှအိပ်ရလေဒီလားအဲ့လိုမျိုးတွေလည်းရှိတယ်ဗောနော်ဆိုတော့ပြောချင်တာကကိုလုံနေတဲ့အလုပ်နဲ့ကိုကြည့်နေတဲ့ motivate ကကိုက်ဖို့လိုတာနားလည်လားမသိဘူးเนาะအဲ့လိုမျိုးတွေအများကြီးရှိပါတယ်ဗောနော်ဆိုတော့ပြောချင်တာက motivate သမားတွေကိုလည်းအပြစ်လို့မဆိုဘူးဒါပေမဲ့ motivation speaker တွေကလည်းနောက်ပိုင်းမှာအရန်ကို attraction တခုရခြင်းလို့သာပြောနေတာသူတို့ကိုယ်တိုင်လိုက်လုပ်နေတာမဟုတ်နောက်တစ်ခုကအောင်မြင်တဲ့ motivation speaker တွေကသူတို့ကမအောင်မြင်ခင်အောင်မြင်ဖို့အတွက်ပေါ့နော်ဟိုမအောင်မြင်ခင်တော့ဖြစ်သွားတယ်အောင်မြင်ဖို့အတွက် motivation speaker လုပ်တာသိလားအောင်မြင်ပြီးမှ motivation speaker လုပ်တာမဟုတ် motivation speaker လုပ်ရင်လည်းအောင်မြင်သွားတာအဲ့ဒါတခုတော့ပြောချင်တယ်ပေါ့နော်ဆိုတော့motivation speaker လုပ်နေလို့အရန်ကိုသွား motivate တွေတက်နေလို့သူကိုယ်တိုင်လည်း like လုပ်နေလို့ဆိုရင်မထင်နဲ့ပေါ့နော်သိလားလူတွေကသူ့ရဲ့ content တွေကိုကြိုက်တယ်သူ like လုပ်တယ်တကယ်တမ်းသူ like မလုပ်သူ့ရဲ့ content တွေကိုသူ social media ပေါ်မှာ trade တစ်ခုဖြစ်အောင်ပေါ့နော်သူအမြဲတမ်းတင်နေဒါကြောင့်ပဲသိလားသူကိုယ်တိုင် like လုပ်လားဆိုတော့တချို့နေရာတွေပဲ like လုပ်လိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်ဘာလို့ဆိုကျွန်တော်တို့ content creator တွေကကောင်းကောင်းရင်သိတယ်ဒါပေမဲ့ကျွန်တော် content creator တွေတော့မပြောဘူးပေါ့နော်ကျွန်တော်ကဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့ထဲမှာလည်းမပါပါဘူးပေါ့နော်ကျွန်တော်လည်းအဲ့လိုခံယူထားတာမဟုတ်ဒါပေမဲ့ကျွန်တော်က just knowledge sharing နဲ့လုပ်တာဆိုတော့ထားပါတော့ဆိုတော့ motivate ကိုတို့တစ်ခုအနေနဲ့ပဲသုံးလိုအပ်တဲ့နေရာမှာပဲသုံးအန်ကိုက်ပဲသုံးပေါ့နော်ကိုကတတိတယောက်ဖြစ်ချင်တယ်ဆိုရင်ဥမာအောင်မြင်ရေးနီလန်းနေပါလိဖက်အဲ့ဒါမျိုးပေါ့နော်အဲ့ဒါဥမာကိုကလေတတိတယောက်ဖြစ်ချင်တယ်အဲ့ဒါဥမာလူမှန်နေရာမှန်ကြီးရောက်ချင်တဲ့ motivate ကြီးတွေတက်လာတယ်ဆိုရင်အဆင်မပြေတော့ဒီလားတတိမှန်တယ်များအကုန်လုံးလိန်ရမှာပဲဒီလားဒါတတိမလိန်တဲ့တတိဆိုတာမရှိဘူးမှန်မှန်ကန်ကန်ကြီးနဲ့တတိဖြစ်သွားတယ်ဆိုတာဒီခေတ်မှာတော်တော်ကြီးရှားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအတွေးကိုလက်ခံတယ်ဆိုတော့ motivation speaker တွေ motivation video တွေကြည့်တဲ့အချိန်ညာရင်ကိုနဲ့ကြိုက်တဲ့ကိုနဲ့အဆင်ပြေနိုင်တဲ့ကိုရဲ့အနေထားနဲ့အဲ့လိုဒီမှာရွေးပြီးတော့ကြည့်ကြပါပေါ့နော်ဆိုတော့အမြဲတမ်းလည်းမကြည့်ပါနဲ့နောက်တစ်ခုကျွန်တော်အနေနဲ့ motivation speaker တွေကိုဘယ်လိုမြင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်ကတော့ motivation speaker တွေကိုဘယ်လိုမြင်လဲဆိုရင်ပေါ့နော်လူငယ်တယောက်အနေနဲ့ဆိုတော့ကောင်းပါတယ်ဒါပေမဲ့လို့အရန်ကြီးအခိန်တိုင်းတက်နေတယ်ဆိုတော့ကျွန်တော်လည်းမကြိုက်ဘူးနောက်တစ်ခုကအခုနောက်ပိုင်း social platform က TikTok မှာအရန်များပါတယ်ပေါ့နော် motivation speaker တွေက TikTok မှာ10မိနစ်စာ2မိနစ်စာဗီဒီယိုတွေကြည့်ဟုတ်ပြီဒါပေမဲ့ motivation သူများကိုပေးဖို့အတွက်ကိုယ်တိုင်အောင်မြင်နေမှရတော့ပေါက်လာတော့မသိဘူးပေါ့နော်ဆိုတော့ကိုယ်တိုင်ကဘာမှမဟုတ်ဒီလိုပဲအခန်းကဏ္ဍကြီးပြင်လိုက်တယ်ဒါပေမဲ့ကိုယ်တိုင်ကဘာမှမဟုတ်မနက်ပဲပြုတ်ညလက်ဖက်တုပ်အဲ့လိုစားနေရတယ်လို့ကျွန်တော်လိုပေါ့နော်ဒါပါတော့အဲ့မျိုးလူတယောက်က motivate ပေးမယ်ဆိုရင်အဆင်မပြေဘူးဗျာသိလားကိုယ့်ရဲ့အကျိုးအတွက်နဲ့ကိုယ်တိုင်ကလည်း like မလုပ်နိုင်ဘူးသူများကိုပဲ motivate ပေးတာသိလားအဲ့မျိုးဆိုကျွန်တော်ကမကြိုက်ကိုယ်တိုင်လုပ်ပြီးပြီလားအဲ့ဒါဘယ်လောက်ခက်ခဲလဲသိပြီလားသိပြီဆိုရင်ကိုယ်တိုင်လုပ်နိုင်မယ်ဆိုမှသူများကိုလုပ်ခိုင်းအဲ့ဒါမျိုးပေါ့နော်ကျွန်တော်ကတော့အဲ့ဒီအကျင့်ကိုပဲချက်ပေါ်ကြတယ်ပေါ့နော်ဆိုတော့ motivation speaker တွေကျွန်တော်အနေနဲ့မြင်တယ်ဆိုရင်ကျွန်တော်ကတော့ရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်က motivation speaker တွေ motivate video တွေကြည့်တဲ့အချိန်မှာအရင်ဆုံးကျွန်တော် profile နဲ့ဝင်တယ် profile နဲ့ဝင်ပြီးတော့မှသူ့ရဲ့ content ပုံစံကိုကြည့်တယ်ဥပမာဒီလိုမျိုးနောက်တစ်ခုကကျွန်တော်တို့ဒီလိုမျိုးဒီကြတော့ content creator ပဲပါသွားပြီပေါ့နော် motivate မဟုတ်ထားတော့နောက်တစ်ခုကဥပမာဆရာမဖြူဖြူအောင်လို့လိုမျိုးဟုတ်ပြီကိုယ်တိုင်လည်းအောင်မြင်နေတယ်အဲ့ဒါမျိုးပေါ့နော်သူတို့မှလည်းအရေးချင်းနေရှိတယ်သူတို့ကိုယ်တိုင်လည်းဒီလိုနေတယ်ဆိုရင်ကိုတွေက like ကြည့်ရတာတမျိုးအဲ့ဒါမျိုးဆိုရင်ကျွန်တော်အားပေးတယ်ဗျာအဆင်ပြေတယ်အဲ့ဒါမျိုးကြည့်ရတာဘာလို့ဆိုသူတို့ကိုယ်တိုင်လုပ်ပြီးပြီအဲ့ဒါကိုမှသူတို့က motivate ပေးတာပေါ့နော်ဆိုတော့တချို့ motivate သမားတွေကသူတို့ကိုယ်တိုင်လည်းမအောင်မြင်သေးဘူးဒါပေမဲ့လူတွေကိုပြောတာတော့ရှင်းဝေနေရမယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်ပထမတစ်ချက်ကအရက်မတောက်နဲ့လို့ပြောတဲ့လူတယောက်ကသူကိုယ်တိုင်အရက်တောက်နေပြီးတော့အရက်တောက်တာမကောင်းဘူးလို့ကိုယ်လာဆုံးမှနေလက်ခံနိုင်ပါလားတေးကြရင်လက်ခံနိုင်မှာမဟုတ်အဲ့တော့ motivation speaker တွေကိုကြည့်တယ်ဆိုရင်လည်းအဲ့လိုပဲ motivate speaker ကိုကြည့်မယ်ဆိုရင်အရင်ဆုံးသူ့ကိုတွားကြည့်အဲ့လူလုပ်နေတဲ့ motivate လုပ်နေတဲ့လူတယောက်ကသူ့ရဲ့ background ဘယ်လိုလဲသူ့ရဲ့သူကိုယ်တိုင်ကဒီလိုကျင့်သုံးနေလားအဲ့ဒါမျိုးဆိုမှသူ့ရဲ့ content တွေကိုကလက်ခံပါနော်ဟိုသူ့ရဲ့ content တွေကလက်ခံလို့မရဘူးဘာလို့ဆိုတယောက်ချီကကိုးကားထားခြင်းပဲ copy ဖြစ်မယ် attraction ဆွဲဆောင်မှုအတွက်ဖြစ်လိမ့်မယ်အဲ့ဒါမျိုးပေါ့နော်ကျွန်တော်ကတော့ motivate တွေကို motivate speaker တွေကိုမြင်လဲဆိုရင်တော့ကျွန်တော်အခုလိုပဲမြင်တယ်ပေါ့နော်ကျွန်တော်အရန်ကြီးအထင်ကြီးရလည်းမဟုတ်ဘူးအထင်သေးရလည်းမဟုတ်ဘူးကျွန်တော်ကတော့သူတို့ရဲ့ background ကြည့်ပြီးတော့မှကျွန်တော်ကသူတို့နောက်ကိုလိုက်ဖို့တုံးတယ်ပေါ့နော်နောက်တစ်ခုကတော့အဓိကပဲပေါ့နော်လူငယ်တွေအနေနဲ့ကျွန်တော် motivate ထက်စီးကံကိုပို့ပြီးတော့ဦးစားပေးစေချင်တယ်ပေါ့နော်ဆိုတော့မနက်တိုင်း9နာရီထမယ်ဆိုတော့ motivate ကခဏတာပဲဥပမာဟုတ်ပြီအခုချက်ချင်းပဲလောက်လိုက်မယ်3မိနစ်1 2 3ငါမနက်တိုင်းငါ9နာရီထမယ်โอเคအဲ့ဆိုမနက်တိုင်းထပြီဟုတ်ပြီတနင်္လာနေ့ထမယ်တနင်္လာအင်္ဂါပုဒ်ထခြားတာပဲတောက်ကြစနေတနင်္ဂနွေ
တစ်ပတ်ပြီးသွားအိုးငေးငါတစ်ပတ်အောင်မြင်သွားပြီနောက်တစ်ရက်ကျရင်စပြီမှာပြဿနာကျွန်တော်ကလည်းအဲ့လိုပဲဖြစ်ခဲ့တာဆိုတော့မထနိုင်တော့ဟောဒီတည်းအိတ်လိုက်ပါမယ်အမှတော့အဲ့ဒီမှာ motivate နဲ့စီကန်းနဲ့ကွာစီကန်းကျအဲ့လိုမဟုတ်ဟုတ်ပြီငါမနေ့တိုင်း9နာရီထမယ်โอเคအဲ့စီကန်းတတ်မှတ်ထားတယ်โอเคစီကန်းနဲ့အဲ့တော့မထလို့မရဘူးဒါငါရဲ့စီကန်းပဲဟုတ်လားမထလို့ကိုမရငါထရမယ်အဲ့တော့နေ့တိုင်းထလာတိုင်းထညတိုင်းထအဲ့မျိုးလာတိုင်းလာဥမာ2လလောက်ကြာတဲ့အချိန်ညာတိတာလာပြီအဲ့တော့မနေ့တိုင်း9နာရီဆိုတာနဲ့မျက်လုံးက automatic တောင်းပါအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်မတိစိတ်ကြောင့်မတိစိတ်ကအလိုလိုအုံနောက်ထဲမှာကျွန်တော်တို့မှတ်ပေးသွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့စီကန်းတွေကိုပဲသွားစေချင်တယ်ပေါ့နော်သူကစီကန်းလေးနဲ့ discipline လေးနဲ့ဘာပဲလို့စီးနဲ့ကန်းနဲ့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်လည်းအဲ့အယူဆအရင်တော့လက်မခံပါဆိုလူငယ်ဆိုတော့လူငယ်လိုပဲဖြတ်တန်းခြင်းတယ်ကျွန်တော်ဒီလိုပဲပြောခဲ့ပါတယ်but ဒါပေမဲ့လို့အခုချိန်မှာလူတွေတော်တော်များများက motivate ထက် discipline ကိုပို့ပြီးဦးစားပေးဖို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်လူတော်တော်များများTikTok မှာဘေကောင်ကဘယ်လောက်ရှာတာဘေကောင်ကဘယ်လိုမျိုးအဲ့ဒါမျိုးတွေလူတိုင်းတော်တော်များရှိကြပါတယ်ပေါ့နော်ဆိုတော့လူငယ်တွေကိုပြောချင်တာက motivated discipline ကိုပို့ဦးစားပေးပါ motivation speaker တွေ video တွေကြည့်နေတာထက်ကိုနဲ့ကြိုက်တဲ့လူတယောက်ရဲ့ content creator ကိုနဲ့ကြိုက်တဲ့လူတယောက်ရဲ့ content ကိုပဲတယောက်တည်းပဲဦးစားပေးပြီးနားထောင်ပါနော်ဆိုတော့လူတိုင်းရဲ့ idea ကိုယူတာတဲ့ဥပမာဒီရဲ့ idea ကိုယူမယ်ဆိုဒီ idea ပဲသွားအဲ့ဆိုဒီလို့မဖြစ်ဘူးဆိုရင်တော့ဒီနီးပါးဖြစ်လာနိုင်မယ်ဒါပဲပေါ့နော်ဆီယမဖြစ်ဖြစ်အောင်လို့ဖြစ်ချင်တယ်ဆိုရင်ဆီယမဖြစ်ဖြစ်အောင်ရဲ့ content idea တိုင်းကိုပဲသွားအဲ့ဒါဆိုရင်ဆီယမဖြစ်ဖြစ်အောင်လို့မဖြစ်ရင်တောင်ဆီယမဖြစ်ဖြစ်အောင်တဲ့ကြော်ရဲလူဖြစ်မယ်ဆီယမဖြစ်ဖြစ်အောင်ထက်ဘယ်လိုဖြစ်သွားမလဲနီးပါးဖြစ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကိုရဲ့ကြိုက်တဲ့ idol ဆို idol တယောက်ပဲထားစီခြင်းတယ်ပေါ့နော် motivation speaker တွေနဲ့ဆိုတော့အားလုံးပဲဒီဗီဒီယိုမှာကျွန်တော် sharing လုပ်သွားတဲ့အကြောင်းကတော့ကျွန်တော်နဲ့ motivation speaker တွေ video တွေနဲ့ပြဿနာကိုကျွန်တော်ဒီဗီဒီယိုမှာအကုန်လုံးချပြသွားတာပါပေါ့နော်ဆိုတော့ကျွန်တော်လိုမျိုးဖြစ်တဲ့လူတွေကျွန်တော်လိုမျိုးအခုလိုမျိုးလမ်းပြောင်းနေတဲ့လူတွေဘာတွေရှိတယ်ဆိုလဲကျွန်တော်နဲ့လာပြီးတော့ discuss လုပ်လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ comment တွေမှာဝင်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye